ဒီခွေးကဘာခွေးလဲ Golden Retriever ပါဒီခွေးရောမှန်ပါတယ်ပစ်ဘူးပါကဲဒါဆိုရင်ဒီခွေးရောဘာခွေးလဲမသိဘူးမလားသူတို့ကခွေးပါပဲဒါတွေကဘာခွေးရှိပေမဲ့သူတို့ကတော့ခွေးစုံမှာရေမရောတဲ့ခွေးစစ်တွေပါပိုင်ရှင်မရှိတာတော့လမ်းဘေးမှာပဲနေပြီးတကဘာလုံးကိုနဲချဲ့ထားတဲ့ကောင်တွေပါကျွန်တော်တို့နဲ့လည်းနေတိုင်းအတူတူရှင်တွဲနေထိုင်လာတဲ့ဒီဆရာကြီးတွေရဲ့ဘဝကိုဝင်ကြည့်ပြီးတနေ့လောက်အတူတူခွေးဖြစ်ကြပါမယ်ကဘာပေါ်မှာခွေးအကောင်ရေ900မီလီယံလောက်ရှိပါတယ်ဒီထဲကမှ85%လောက်ကဒီဆရာကြီးတွေပါဒါတော့အကောင်100မှာ19ကောင်လောက်ပဲရှင်လို့ပါ90လောက်သာရှင်ရင်တော့ကျွန်တော်တို့ခွေးတွေနဲ့အတူတူအိတ်နေရပါမယ်အကုန်လုံးရဲ့အစမှာထုံးစံတိုင်းခွေးမကြီးတစ်ကောင်လာပါသူ့နာမည်ကမိထူပါဘိုက်လဲကြီးနေပါတယ်ပြီးတော့ခွေးလေး6ကောင်ကိုမွေးလိုက်ပါတယ်ဒီခွေးမကြီးကအမျော်မြင်ရှိပြီးတော့လူတွေနဲ့နီးတဲ့နေရာမှာပဲမွေးလာတဲ့ခွေးပေါက်လေးတွေကအကုန်ဆုံးအောင်နားမကြတဲ့အပြင်မျက်လုံးလည်းမမြင်ပါဘူး2နာရီကနေ3နာရီကြာတစ်ခါလဲမိခင်ကြီးကစောင့်ကြည့်ပေးဖို့လိုပါသေးတယ်မိထူခဏလည်းအစာရှာလိုက်ခဲနဲ့ထုခံရလိုက်ကလေးတွေပြန်လာကြည့်လိုက်နဲ့လူတွေထက်တောင်အလုံးရှုံနေပါသေးတယ်ဒါတော့မှခွေးပေါက်လေးတွေရဲ့26%လောက်ကပထမ3ပတ်အတွင်းမှာတင်တေကြတာပါ10ရက်ကနေ14ရက်လောက်ကြာရင်တော့ညကန်းဘဝကနေလွတ်ပါပြီဒါပေမဲ့နားတော့မပါသေးပါဘူးနားကတော့14ရက်ကနေ21ရက်နေမှာစကြရပါတယ်ဒီအချိန်မှာပထမဆုံးသွားလေးလဲထွက်လာပါပြီ9ပတ်ကနေ6ပတ်ကိုရောက်မှပထမဆုံးအစာကိုစဖားရပါတယ်ရှေ့မှာတော့လွတ်တော့ရတာပေါ့ဒီထိတောင်မှမိထူကတေချာကူးစားရပါသေးတယ်ရှေ့ရလိုပဲအစာရှာခဲနဲ့ထုခံရတဲ့အစာကိုခွေးလေးတွေကိုပါပြန်ခွဲကြွေးပြီးတော့စောင့်ရှောက်ရတာပါဒါပေမဲ့လည်း2လလောက်ကြာတဲ့အချိန်မှာတော့အကုန်လုံးကပြောင်းလဲသွားပါပြီမိထူကလည်းနိုးမထွက်တော့တဲ့အပြင်သူလည်းခဲသာမမိကျင်တော့ပါဘူးဒီတော့ခွေးပေါက်လေးတွေကလည်းကိုယ်တိုင်အစာရှာကြရပါမယ်ကျွန်တော်တို့ကတော့နည်းနည်းအောက်ပလေးပြပါမယ်အစာရှာဖို့အလွယ်ဆုံးထင်မဲ့အမှားပုံစီပဲသွားပါမယ်ရှေ့ကထွက်သွားတဲ့ကျွန်တော်တို့ညီကိုတွေတဲ့3ကောင်လောက်ကလည်းသေအောင်ပါဘာလို့လဲဆိုရင်အစာရှာတဲ့အချိန်မှာခွေးတွေရဲ့64%လောက်ကသေကြပါတယ်သေရတဲ့အကြောင်းရင်းတွေကတော့တိတင်လို့ပြောပြပါမယ်ဒါမှခွေးထင်းလိုက်မလုံးမိကြမှာပါခွေးကြီးတွေကကြိုက်တာရဲ့ကားတိုက်ခံရတာရဲ့နဲ့လူတွေကတတ်လို့ပါဒါကြောင့်ခွေးဖြစ်ပြီဆိုရင်အရွယ်မရောက်မချင်းအမိုက်ပုံနဲ့အိမ်ကိုပဲအသွားပြန်လုပ်ပါဒီမှာအမိုက်ပုံကိုလည်းအထင်တော့မသေးစေချင်ပါဘူးကျွန်တော်တို့အတွက်ကတော့အစာတွင်းကြီးလိုပါပဲနေတိုင်းအစာအသစ်တွေလာပါတယ်တခါတလေကန်ကောင်းတဲ့နေ့ဆိုပေါင်မုတ်အတူအစားနဲ့ထညက်ခဲရလို့ဥဆိုနိုင်ပါသေးတယ်ဒါကြောင့်ခွေးဖြစ်ခဲ့ဒီဖရီကိုရှာကိုစားပူဖေးဆိုင်ကြီးကိုလည်းမမေ့ပါနဲ့24နာရီပိတ်ရမရှိပါဘူးဒါနဲ့တကားမဆက်ဒီလိုဗီဒီယိုတစ်ပုတ်ဖန်တီးဖို့ဘယ်လောက်ကုန်နေထင်ကြလဲတကယ်ကတော့0ပါအတတင်းစော်ဝဲအချို့နဲ့ idea ပဲလိုပါတယ်ကိုက idea ကောင်းတယ်လှုပ်ချင်သိရှိတယ်ဆိုရင်ကျွန်တော်စီမှာတင်နှလာအပ်လို့ရပါပြီဒီလိုဗီဒီယိုတွေနဲ့မဟုတ်ပဲတာမန် YouTube ဗီဒီယိုတွေလည်းဖန်တီးနိုင်တဲ့အထိတင်ပေးမှဖြစ်ပြီးတော့ YouTube ရဲ့သဘောတရားတွေနဲ့ဗီဒီယိုတစ်ပုတ်ဖြစ်ဖို့လိုအပ်တာတွေအကုန်တင်ပေးမှာပါစိတ်ဝင်စားရင်ကျွန်တော် Telegram နဲ့ Facebook Messenger ကနေဆက်သွယ်လို့ရပါတယ်ဗီဒီယိုကိုပြန်ဆက်ပါမယ်အမိုက်ပုံနဲ့အိမ်နဲ့အသွားပြန်လုံနေရင်ကနေ6လကနေ9လလောက်ကြောက်ရင်တော့ကျွန်တော်တို့အရွယ်ရောက်ပါပြီဘာညာလို့ရပြီပေါ့ပူးတဲ့ကိစ္စမလာခင်ခွေးတိုင်းဒီမှာကျွန်တော်တို့ဘာလို့ဆရာကြီးတွေဖြစ်လဲအရင်ပြောပါမယ်ဒီကောင်တွေကကျွန်တော်တို့နဲ့ရှင်လိုက်ငေါဝီလေးတွေပါဘာလို့လဲဆိုရင်ပထမဆုံးကျော်တို့ကသူတို့တဲ့ immune system ပိုကောင်းပါတယ်ဂျောဂါတွေကိုပိုကာကွယ်နိုင်တာပေါ့ဥပမာအိမ်မွေးခွေးလေးနေမကောင်းလို့ဆေးသွားထိုးရတာတို့အစာမားလို့ဤပန်းလို့ကြားဘူးတယ်မလားကျွန်တော်တို့မှာတော့ no ပါအသားတောက်ဆိုရင်လည်းပေါင်မုတ်လားအယိုးလားဟင်းတိုးလားစိတ်ပိုင်အရက်ပါတိုက်လို့ရပါတယ်အိမ်မွေးခွေးတွေကလှလှပကံများလေးဆိုကျွန်တော်တို့ကတန်ပလုံးကြီးပါအမျိုးကိုလည်းအထင်တော့မသေးပါနဲ့ခွေးတွေအုံလုံးကဝင်ပလူတွေကနေပဲလွန်ခဲ့တဲ့နှစ်4000လောက်တည်းကဆင်းသက်လာတာပါတမိုင်းနဲ့ဘာနဲ့ရှိခဲ့တဲ့သွေးကြီးမျိုးကြီးတွေပေါ့ဒီအမျိုးခုံနေမဲလားဆိုတော့ညံရလဲသေးတော့မသေးလာပါဘူးလူတွေရဲ့အမူအရာကိုဖတ်နိုင်ပြီးတော့ကိုယ့်ကိုဘယ်သူကအစာကျွေးလဲဆိုတာကိုလည်းသေချာသိပါတယ်ဒီအချက်လောက်ကခွေးတိုင်းသိတာမလို့ခဏထားလိုက်ပါကျွန်တော်တို့ကတော့စစ်ကမာတွေဆိုတော့ဒီထက်ပိုပါတယ်အတွေ့အကြုံကသင်ပေးထားတဲ့အတိုင်းကားလမ်းတွေကိုသေချာကူးနိုင်တဲ့အပြင်ကိုယ်ပိုင်နဲ့5ကီလိုမီတာလောက်ကိုခေါင်းထဲမှာနေပုံဆွဲပြီးတော့မှတ်ထားနိုင်ပါသေးတယ်မော်စကိုတို့ကခွေးတွေဆိုရင်ရထားပါစီးတတ်ပြီးတော့မြန်မာမှာလည်းပတ်စံသုံးတတ်တဲ့တကောင်ရှိပါတယ်ယူလဲ30ကနေ40%လောက်ကဆိုလိုနေတဲ့စကမာစစ်တွေပါ9%လောက်ကနေ10%လောက်ကပဲအုပ်စုဖွဲ့ပြီးနေတာပါဒီအုပ်စုတွေမှာလည်းအုပ်ချုပ်တဲ့ကောင်ဆိုပြီးရှိပါတယ်အာနာကသူ့လက်ထဲမှာပါအဲ့ဖာတော့ပေါ့တကယ်လို့အစားတောက်မလုံလောက်တာတွေဖြစ်လာပြီဆိုရင်ဒီကောင်ကပဲအဖွဲထဲမှာမန်မာရှော့တင်ရှော့ပါတယ်ယူတော့မှာအကောင်ကြီးတန်း100လောက်ရှိပြီးတော့ဒါကများတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့လူတွေထူတတ်တဲ့အနည်းတို့နိုင်ငံမှာတော့တနိုင်ငံထဲမှာနေ68တန်းလောက်ရှိပါတယ်ဒါတော့ရှေ့ရပြောခဲ့သလိုအကောင်100မှာ18ကောင်လောက်ပဲအသက်ရှင်လို့ပါတေလဲတေကြရတဲ့နဲ့ဘာလို့ဒီလောက်တိုးပွားရလဲမင်း
မိထူနဲ့ဆိုင်ပါတယ်မိထူကိုပြန်ကြည့်အောင်မိထူက6နှစ်အတွင်းမှာအကောင်ကြီး6,900လောက်ထိတိုးပွားနိုင်ပါတယ်အကောင်6,900မွေးတာကိုပြောချင်တာမဟုတ်ပါဘူးဒီလိုပါမိထူကမိထူလေးကောင်မွေးမယ်တိတ်မကြဘူးဒီလိုကနေအကောင်ကြီး6,000ခွဲလောက်ပါတဲ့ family tree တခုထည့်သွားပါတယ်လောလောဆယ်အရွယ်ရောက်ပြီးသားခင်ဗျားရဲ့ပူးတဲ့ဇလန်းစပါမယ်ဘာမှမပါခင်အနံ့ခံရပါမယ်ဘာအနံ့လဲဆိုတော့အမရဲ့သေးနံ့မှာခွေးတွေအနံ့ခံကောင်းတာလူတိုင်းသိပါတယ်ဒါပေမဲ့ဒီအမရဲ့အနံ့ကို3ကီလိုမီတာလောက်ကနေရနိုင်တယ်ဆိုတာတော့တော်တော်များများမသိတော့ပါဘူးခင်ဗျားကတော့ကန်ကောင်းပြီးအနံ့ရလိုက်ပါတယ်ဘာလို့ကန်ကောင်းတယ်ပြောလဲဆိုရင်ဒီအနံ့ကအချိန်တိုင်းရနေတာတော့မဟုတ်ပါဘူးခွေးပူးလာမှာထန်နေတဲ့ခွေးမတစ်ချက်မှာဒီအနံ့ထွက်တာပါမွန်သွားတဲ့ခင်ဗျားကတော့အနံ့နောက်စလိုက်ပါပြီခင်ဗျားနဲ့သူမရဲ့အခြေရေးလို့ပဲချောင်းထူးမှာတော့မဟုတ်ပါဘူးဒီတော့ပွဲတွေလာပါပြီခင်ဗျားကငငယ်တည်းကစစ်ကမာဆိုတော့အကုန်လုံးကိုနိုင်လိုက်ပါတယ်ဒါပေမဲ့အမရဲ့အချစ်ကိုတော့မရသေးပါဘူးအမရဲ့အချစ်ကိုရဖို့ကတော့အမရဲ့နားမှာပဲနေရပါမယ်ပြီးတော့ခွန်ကြောင်ရင်ကနေမှအမကကိုနာပြန်ကတ်လာပြီဆိုရင်တော့ဘိုးယူပါတယ်တင်ခွေးမတကောင်ကိုဖွန်ကြောင်တော့အောင်မြင်သွားပါပြီအဲ့တော့လေမတော်ပါနဲ့哦ခင်ဗျားနဲ့နိုင်လိုက်တဲ့ကောင်တွေကအမနာကလုံးထွက်သွားတာတော့မဟုတ်ပါဘူးလက်ရင်ဝင်ကျုံးကိုစောင့်နေပါသေးတယ်အခုတော့အမကလည်းလက်ခံပြီဆိုတော့ဒါပေမဲ့လေတိတ်မပူပါနဲ့ဒါကပုံမှန်ပါပဲဒီအခြေအနေကိုလော့လို့ခေါ်ပါတယ်မြန်မာမှုကတော့ခွေးပူးတယ်ပေါ့ဘာကြောင့်ဖြစ်တယ်လဲနားလည်လွယ်အောင်ပြောရရင်အထဲမှာအထီးကပိုကြီးလာတယ်လို့အမကလည်းဆုတ်ခွက်လို့အော်တိုဆုတ်ထားလို့ပါဒီလိုဖြစ်နေပြီဆိုရင်အလိုလိုပြုတ်ဖို့အများဆုံးတနာရီတိကြာနိုင်ပါတယ်ဒီချိန်မှာရောက်လာကြပါပြီကြိုက်တော့မကြိုက်ကြပါဘူးသူတို့လည်းလူတွေလိုပဲကြီးရတာကအရသာလို့တွေးတာလည်းဖြစ်နိုင်ပါတယ်တဘာဝတိုင်းလော့တီသွားပြီဆိုရင်တော့ခဏရဲ့ကိစ္စကြီးလည်းပြီးဆုံးသွားပါပြီသူလည်းသူလန်းသူချောက်ကိုလည်းကိုလန်းကိုချောက်ပါပဲဥနေတဲ့အချိန်မှာရင်းနဲ့သွားပတ်လို့အတင်းဆွဲထုတ်ရမယ်ဆိုရင်တော့တီလောက်တဲ့ဒဏ်ရာတွေရနိုင်ပါတယ်လူကြီးကိစ္စတွေလုပ်ပြီးသွားတယ်ခဏကလည်းလူကြီးထက်သွားပါပြီဒီမှာခဏရဲ့အတန်မာဆုံး prime time ကိုစပါမယ်ခဏနေတဲ့နားမှာတခြားခွေးမရှိဘူးဆိုရင်ဒါကခဏရဲ့နေနေပါပဲတခြားခွေးတွေဝင်လာခြင်းနဲ့ဆိုရင်ခဏခွင့်ပြုမှရမှာပါ physical ပိုင်းကလည်းဒီလိုပါ immune system ကလည်းပိုအားကောင်းပြီးတော့ကိုယ်နယ်တွေကိုထိန်းချုပ်တဲ့နေရာမှာလည်းဆရာတဆူပါပဲဒီလိုနဲ့ပဲနေနေထိန်းလိုက်အစာရှာစားလိုက်ဘာညာလိုက်နဲ့အသက်တွေလည်းကြီးလာပါပြီ4နှစ်5နှစ်လောက်ရောက်လာပြီပေါ့အိုနာသေးဆိုတဲ့အတိုင်းထအိုပါပြီငငယ်ကဒီလိုဆိုရင်တထေးထေးနဲ့ပရေတွန့်မယ်မျက်လုံးတိမ်ဆွဲမယ်မလောက်နိုင်မရှားနိုင်ဖြစ်ပြီးဂွေလဲကျသွားပါပြီအစာလည်းရှာမစားနိုင်တော့လို့လူတွေကြွေးရကိုပဲမှီခိုရပါတော့မယ်ဒီတော့လူတွေစီကိုသွားရပါမယ်သွားနေတော့မှာပဲတေချာမမြင်ရမကြားတော့တဲ့ခဏလည်းဘွာကူးသွားပါပြီခဏရဲ့ခွေးဘွားကလည်းဒီမှာအဆုံးသတ်သွားပါပြီဒါပေမဲ့နေပါဦးဗီဒီယိုကတော့မဆုံးသေးပါဘူးခွေးတွေလောက်တတ်တဲ့ပေါက်တက်ကရတွေကြံပါသေးတယ်ခွေးတွေကကားလန်းကူးရင်မိနိမီစိန်စောင့်ပါတယ်ခွေးဖွဲ့တွေမှာဆိုရင်ညံကောင်းတဲ့ကောင်ကိုပဲခေါင်းဆောင်တင်တာပါဒီခွေးဖွဲ့တွေကနေပဲလူတွေစီကအစာတောင်းချင်ရင်တော့ဘယ်တော့မှရုပ်ဆိုးပန်းဆိုးကောင်ကိုလွတ်မှာမဟုတ်ပါဘူးအဖွဲထဲမှာတနာကမအဖြစ်ဆုံးရုပ်ကိုမှလွတ်မှာပါဒါကြောင့်ကျွန်တော်တို့ကားရဆောင်နေတနာကမကောင်တွေပဲတွေ့ရတာပါဒီကောင်လေးတွေကလည်းအဖွဲထဲမှာဆို running နဲ့ရပါတယ်အဲ့ထဲကမှဆရာအကြဆုံးကောင်တွေကဒီကောင်တွေပါတကယ်ဖြစ်တာလားဆိုတော့မဟုတ်ပါဘူးဖိတ်နေတာပါပေါက်တက်ကရမဟုတ်ပဲအကွက်ကြလောက်တာပါခင်ဗျားကြည့်နေရင်မကြည့်တော့ရင်ဒီတော့ခွေးတုတ်ကြီးကားတွေနေတမ်းမယုံပါနဲ့သူတို့မှာအလုတ်ချိန်လဲရှိပါတယ်မနက်ပိုင်းနဲ့ညနေဆောင်နေပါမနက်ပိုင်းမှာနေမပူသေးခင်အစရှာပါတယ်နေ့လယ်ဘက်ကတော့နေပူလို့အိပ်ပါတယ်ညနေဆောင်ရင်တော့လုပ်ငန်းကန်စပါပြီအဓိကကတော့ညနေပိုင်းမှာဒီအချိန်မှာဘေးတွေစိုင်တွေပိတ်အမိုက်တွေပြက်ကြတာကိုသူတို့ကောင်းကောင်းသိပါတယ်ဒါတွေတင်မဲလားဆိုတော့လည်းမဟုတ်သေးပါဘူးသတိထားမှတခုလည်းရှိပါသေးတယ်တကယ်လို့ကိုးကောင်မလေးရဲ့ဘိုက်ကိုခွေးနှမ်းနေပြီဆိုရင်လည်းသတိသာထားပါသူတို့ကမိန်းကလေးတွေရဲ့ခန္ဓာကိုယ်ထဲမှာကိုဝင်ရလို့ဟော်မုန်းချိန်တာနဲ့အနံ့တန်းရပါတယ်ဘောနက်အတစ်နေနဲ့တကယ်လို့နေနောက်ဘဝမှာခွေးတစ်ခဲ့အမိုက်ပုံကိုတွေ့အောင်ရှာပါဘေးရှင်ရင်ဈေးနာသွားပြီးအုပ်စုဖွဲ့ပါညံကောင်းချင်အောင်စောင့်ပါခေါင်းဆောင်ဖြစ်ရင်ရှော်တီလေးတွေပါလာပါလိမ့်မယ်ဒီနီလန်းကခဏခွေးဘဝရောက်ရင်ဘလို့ချမ်းချမ်းသာသာနေရမလဲဆိုတဲ့နီလန်းပါအခုတည်းကတေချာမှတ်သွားပါအခုခေတ်ကြီးထဲမှာဟိုနေရာလဲဘူပီရင်ဒီနေရာလဲဘူပီရင်ဖြစ်နေတဲ့အချိန်ခရီးဘူပီရင်တွေသုံးပြီးကြော်ညာကြည့်ရလို့လိုရမရောက်ရင်ပရီမီယံဘူပီရင်ကိုတစ်လ1000လောက်ပေးပြီးစိတ်ကြိုက်လာဝယ်သုံးလို့ရပါတယ်ကိုမှန်ပါလေလင်းထည့်ပေးထားလို့လိုအပ်ရင်ဆက်သွယ်လိုက်ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုရောက်တော့မှပြန်တွေ့ကြမယ်